မင်္ဂလာပါဒေါက်တာဝေပါအပုံးဆရာဝန်လားတကယ်ဆရာဝန်လားဘလို့ဆုံးဖြတ်ရမလဲတဲ့အဲ့ဒါဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ဗီဒီယိုများကြည့်ကျွန်တော်ရုပ်ကလေးကိုကြည့်တကယ်ဆရာဝန်နော်အပုံးဆိုတာကဘာလဲဆိုတော့သူတို့ပုံးနေလို့နေမှာပေါ့ဘလို့လဲဆိုတော့စေးထိုးအပ်တွေကိုကင်တက်တယ်လို့မကင်တက်တယ်လို့လုပ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ခက်တီတီနဲ့လေဒီဟာလုပ်ရင်ဒီဟာဖြစ်မယ်ဥပမာဆိုရင်နက်ရီကန်နဲ့ဆင်းလိုက်တယ်လို့မျိုးလှသွားမယ်ပြောင်းလဲမှုတွေအရန်ဖြစ်သွားမယ်ဆိုပြီးတော့ဖြစ်ကြအခုတလုံးမှာအရန်ပြဿနာတက်နေတယ်ဘာလဲမျက်နှာကိုဖီလာထိုးတယ်တသက်တာခံဖီလာထိုးတယ်ဆိုပြီးတော့ပြောပြီးတော့တော်တော်များများကဘယ်လိုပြောမလဲအဲ့ဖီလာကြီးတွေကအလုံးကျိတ်တွေဖြစ်ပြီးတော့ခွဲထုတ်လို့ခွဲရရင်လည်းငါးကိုလေအကြီးကုန်မှုန်းတယ်လို့မျိုးအရာတွေလည်းထင်ပြီးကြံခဲ့မှာမနှဲဘူးပေါ့နော်အဲ့လိုဟာမျိုးတွေကကြားရတာတွေများလာပေါ့နော်အဲ့ပြောတဲ့ညီမလေးရဲ့ဖြစ်တဲ့အဖြစ်ပြက်လိုဟာမျိုးကကျွန်တော်ဈေးကမ်းမှာတလားကိုလေ2ယောက်3ယောက်လောက်ကအမြဲလာတယ်သူတို့အဲ့မှာထိုးထားတဲ့လူကလည်းဒီတူပဲသူတို့ပဲထိုးထားတာပဲပြီးသွားရင်အဲ့ဒါကျွန်တော်အမြင်မှာတော့ဖီလာမဟုတ်တော့ဘူးခင်ဗျကျွန်တော်ထင်တာတော့ဆီလီကွန်အရည်တွေကိုထိုးထည့်တာဖြစ်ကောင်းဖြစ်နိုင်တယ်တော်တော့ဆူဆူရွာအရည်ပြားထဲမှာတော်တော်ကိုလိုမျိုးကြီးတွေလေမာတောင်ပြီးတော့အလုံးအခဲကြီးတွေဖြစ်နေတာအဲ့တော့တချို့ကလည်းသူတို့ဆရာဝန်ပေါ့အပုံးလို့ပုံစံမပြဘဲနဲ့ဆရာဝန်ပုံစံမျိုးတွေနဲ့ဖြစ်နေတယ်ဒါပေမဲ့တကယ်တမ်းစကားပြောကြည့်လိုက်ရင်ဆရာဝန်ဟုတ်လားမဟုတ်လားခံစားချက်ကသိပါတယ်အဲ့တော့ဆရာဝန်ဆိုရင်ကျွန်တော်တို့အနေနဲ့ကပြောလေပြောထားရှိတဲ့ဥစ္စာကဘလို့လုပ်ရင်တော့ဘာဖြစ်နိုင်လဲside effect ကတော့ဘလို့ရှိတယ်ကျွန်တော်တို့ကသေချာရှင်းပြလေးရှိတယ်မဟုတ်ဘဲနဲ့ဒီလိုထိုးလိုက်လေကောင်းတယ်အဲ့ဒါထိုးလိုက်ရင်အရန်လှသွားမှာအရန်လို့ဘလောက်ပေးရမယ်ဘလောက်ကုန်ကြမယ်အဲ့ဒါမျိုးဆိုရင်တော့တိတ်တော့မဟုတ်တော့ဘူးပြီးသွားရင်သူတို့ teacher လို့ပြောနေတဲ့သူတွေအဲ့ဒါ teacher ဆိုရင်တော့အဲ့ဒါသေချာတယ်ဆရာဝန်မဟုတ်ဖို့များသွားပြီနော်အဲ့တော့ beauty salon ကသူတွေကလည်းအကုန်လုံးကအက်ကင်ပြီးတော့ထိုးနေကြတယ်အခုခေတ်ကြီးမှာအဲ့တော့ဂျူဒီကုတ်ကြီးဝစ်ပြီးတော့လည်းလုံနေကြတယ်အဲ့တော့အရင်တော့ကဆရာဝန်မှန်းသိအောင်ဂျူဒီကုတ်ဝစ်ဆိုတော့အခုကbeauty salon မှာရှိနေတဲ့သူတွေအကုန်လုံးကလည်းဂျူဒီကုတ်ကြီးတစ်ဖားဖားနဲ့အဲ့ဂျူဒီကုတ်ဆိုတဲ့theory နဲ့ဂျူဒီကုတ်ရဲ့အနှစ်သာရကြီးကလည်းပျောက်လို့ဘာလဲဆိုတော့မုတ်ထွက်စားတာလည်းဂျူဒီကုတ်ကြီးတစ်ဖားဖားနဲ့beauty salon ကတွေကဂျူဒီကုတ်ဒီကျွန်တော်တို့ဒီဘာလဲဆိုတော့ဘယ်လိုပြောယောဂကာကွယ်ဖို့အတွက်ကိုတုံးထားတဲ့အရာမျိုးအဲ့ဒါကိုအပြင်သွားလဲဒီဟာတစ်ဖားဖားအဲ့တော့အဲ့ဒါကြီးနဲ့လည်းသူတို့ beauty salon မှာလည်းလုပ်ကြတာပေါ့နော်အဲ့တော့ဒီဟာတွေဒီ beauty coat ဝတ်ထားတိုင်းလည်းဆရာဝန်မဟုတ်ဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကကြတော့ဆရာဝန်ဟုတ်မဟုတ်ကစကားပြောကြည့်လိုက်ရင်သူတို့ရဲ့အပြုအမူအနေအထိုင်ပြီးတော့ပြုလုပ်နေတဲ့အရာတွေကိုကြည့်လိုက်တယ်ဆိုရင်ဆရာဝန်ဟုတ်မဟုတ်ကျွန်တော်တို့ကမှန်းလို့ရတယ်ဒါပေမဲ့လူဘိန်းအနေနဲ့ကတော့မှန်းရဖို့အတော်ကိုခက်ခဲပါတယ်အဲ့တော့စေကန်းကမိမိပြနေတဲ့စေကန်းဒီမိမိလုပ်မယ်ဆိုတဲ့စေကန်းကတကယ်စေကန်းရောဟုတ်ရဲ့လားဆိုတာကိုလည်းအရင်စုံစမ်းဖို့လိုအပ်ပါတယ်အဲ့တော့ online မှာဆရာပြောနေတိုင်းလဲပေါ့နော်ဆရာဝန်မဟုတ်ပါဘူး online မှာဆရာမလို့ပြောနေတိုင်းလဲဆရာဝန်မဟုတ်ပါဘူးအဲ့တော့အဲ့ဒါအားလုံးကိုသတိထားဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်